ဒီနေ့တော့ product review မဟုတ်ဘဲနဲ့ product နှစ်ခုကို compare လုပ်ပြမှာဖြစ်ပါတယ်တစ်ဖက်ကတော့ Max ကထုတ်တဲ့ 8BP 18-3024 3000 watt power station ဖြစ်ပြီးတော့နောက်ထပ်တစ်ဖက်ကတော့ Sanboku ကထုတ်တဲ့ YS 300 3000 watt power station ပဲဖြစ်ပါတယ် product နှစ်ခုကို compare မလုပ်ခင်မှာ Teco 7 က slogan လေးတစ်ခုရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့ပေးလိုက်ရတဲ့ပတ်စံထက်ပိုတယ်ဆိုတဲ့ခံစားမှုကိုရချင် Teco 7 မှာဈေးဝယ်ပါဆိုတဲ့အတိုင်း Teco 7 ကပစ္စည်းတွေကို customer တွေလက်ထဲကိုလက်ဝယ်ကိုမရောင်းချခင်မှာကနဦးစစ်ဆေးမှုတွေပြုလုပ်တယ်။ဘာတွေစစ်ဆေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပစ္စည်းတစ်ခုရဲ့အရေးအသွေးကအာမခံချက်ရှိရလား။နောက်တစ်ခုကသူတက်မှတ်ထားတဲ့ price ပေါ့။တနည်းအားဖြင့်ဈေးနှုန်းကတော့ fair ဖြစ်ရလား။တက်တာရလား။နောက်တစ်ခုကတော့ after sale service ပေါ့။ဝယ်ပြီးသွားလို့စက်ပစ္စည်းဖြစ်တဲ့အတွက်ပြတ်ထားလဲရှိမယ်။အဆင်မပြေတာလည်းရှိမယ်။ဒါတွေကောအဲ့ဒီက brand ကအပြည့်အဝတာဝန်ယူရလားဆိုတာကိုကျွန်တော်တို့ကတေချာဘယ်လိုခေါ်မလဲ inquiry လုပ်ပြီးမှတေချာစစ်ဆေးပြီးတော့မှပဲအဲ့ဒီပစ္စည်းကိုကျွန်တော်တို့ရောင်းချတာဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့ compare လုပ်တဲ့ဘက်ကိုတွားလိုက်ကြည့်မယ်။ကျွန်တော်တို့ Max ကဆိုလို့ရှိရင်သူကခဏလေးကတော့ Max ရဲ့ HPB 18-3024 3000 watt power station မှာဆိုရင်ကျွန်တော်တို့ physical အနေနဲ့ဆိုရင်ရှင်းမျက်နှာစာမှာဆိုရင်သူက display ပါမယ် power on off ခလုပ်ပါမယ်ပြီးတော့ရင် USB output ပါမယ် Type C output တွေပါမယ်သူကဒီ component နေတဲ့ display တွေနဲ့ဒီခုန menu setting တွေကို body ရဲ့45 degree စောင်းပြီးတော့သူကလွယ်လွယ်ကူကူထင်ထင်ရှားရှားမြင်လို့ရအောင်လုပ်ထားပေးတယ်ဗျပြီးရင်ကျွန်တော်တို့အပေါ် component တွေအနေနဲ့ဆိုအပေါ်မှာဆိုရင် AC pure sine ဝတ်ထွက်တဲ့ AC multi socket ၄ပေါက်ပါမယ်ဗျပြီးတော့ရင်ကျွန်တော်တို့နောက်မှာဆိုလို့ရှိရင် breaker ပါမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ LAN ပေါက်တွေပါမယ်တခြားသော component USB ပေါက်တွေပါမယ် AC input ပါမယ် fuse ပါမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ solar ပေါ့ solar panel နဲ့အားသွင်းလို့ရတဲ့ကျွန်တော်တို့ connection ပုံစံမျိုးပါတယ်ဗျဒါက Max HPB 18-3024ရဲ့ physical component တွေပေါ့ပန်ကန်ကတော့ထုံးစံတိုင်းပဲကျွန်တော်တို့တစ်ဖက်မှာ UFM ပါတယ်ပေါ့ဒါပေမဲ့သူ့ရဲ့ဖန်ကတော့ silent ဖန်တော့မဟုတ်ဘူးနည်းနည်းလေးတော့ဆူတယ်ဗျကဲဒါဆိုရင်ကျွန်တော်တို့ Sanboku ရဲ့ YS 300 power station မှာဆိုရင် physical component အနေနဲ့ဆိုရင်တအားရိုးရှင်းလုံးတယ်ဗျ emergency တုံးဖို့အတွက်ဘေးမှာ AC multi socket pure sine ဝတ်ထွက်ဆိုနှစ်ပေါက်ပါမယ်ပြီးတော့ရင်သူကနောက်မှာဆိုလို့ရှိရင် safety gap ပုံစံမျိုး safety cover တွေနဲ့အထက်ထပ်အုပ်ထားတဲ့ power station power solar panel input ပါမယ် AC input ပါမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ ground ပြီး AC output သူကကျိုး9ကျိုးဝင်လို့ရတဲ့ safety gate နဲ့ကောင်ပါမယ်ဗျပြီးတော့ရင်ဘေးမှာဆိုလို့ရှိရင်နောက်ရက်ဘေးနားမှာဆိုရင်ကျွန်တော်တို့ VG output ပေါ့ဒီသူ့ရဲ့ဒီ Sanboku ရဲ့ dongle လေးနဲ့တွဲပြီးတော့ဖုန်းကနေပြီး second display အနေနဲ့ကြည့်လို့ရတဲ့ပုံစံမျိုးပါတယ်ဗျပြီးတော့ရင်သူကပန်ကာဆိုလို့ရှိရင်လေတစ်ဖက်တစ်ချက်မှာ UFM ပုံစံမျိုးထည့်ထားတယ်ပန်ကာရဲ့ site ကကြီးတယ်လို့ပန်ကာကလည်း silent fan ဖြစ်တဲ့အတွက် 24/7 on ထားမယ်ဆိုလို့ရှိရင်လေ indoor ပဲထားတာ outdoor ပဲထားတာအနှောက်အယှက်မဖြစ်နိုင်တဲ့အနေအထားမျိုးတွေ့ရရှင်းမျက်နှာစာမှာဆိုရင် component နေတော့မဟုတ်ဘူးသူက display ဆိုလို့ရှိရင်လည်း touch နဲ့ကျွန်တော်တို့ setting နေတဲ့တကယ် advanced setting နေတဲ့ထားဝင်ပြီးတော့ကြည့်လို့ရတယ်ဗျနောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်တော့ဘေးမှာဆိုရင် power button ရယ်ပြီးတော့လို့ရှိရင်ဒီအထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနောက်ထပ် second button ပုံစံမျိုးကျွန်တော်နှိပ်ပြီးတော့အဖွင့်အပိတ်လုပ်ရတာဗျဘေးတစ်ဖက်တစ်ချက်မှာတော့ကျွန်တော်တို့မလို့ရတယ်ကျွန်တော်တို့တောင့်တင်းတင်းနဲ့မိမိရရမလို့ရတဲ့လက်ကင်တစ်ဖက်တစ်ချက်မှာပါတယ်
ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဂျားဖြတ်အနေနဲ့ဒီ power station ရဲ့အတွင်းဘက်ကိုကျွန်တော်နဲ့တူတစ်ချက်တွားကြည့်လိုက်ကြမယ်ဗျဒါကတော့ကျွန်တော်တို့ mesh ရဲ့3000 watt power station ရဲ့ကျွန်တော်တို့ဒီအတွင်းဘက်ပုံစံပေါ့နော်တူပုံစံကတော့ဒီမှာဆိုရင်ကျွန်တော်ဒီမှာကတ်တွေနဲ့ပဲသူကအဓိကကဒီ heat sink လိုဟာမျိုးတွေကတ်တွေပုံစံမျိုးတွေနဲ့ပဲတွားထားတာပေါ့ဟိုအသေးစိတ်တော့ကျွန်တော်လည်းဟိုရှင်းမပြတော့ဘူးသူတိဆောက်ထားတဲ့ပုံကတော့ဒီလိုပုံစံမျိုးပေါ့အတွင်းဘက်ကိုတစ်ချက်ကြည့်ကြည့်ပါနော်နည်းနည်းလေးဇွန်းဆွဲပြီးတော့ကြည့်ကြည့်မယ်နော်အောက်ကတော့ကျွန်တော်တို့ battery ပေါ့အောက်ကတော့ battery pack ကိုတော့သူကတေချာလုံးဝဟိုဘယ်လိုကောင်းလဲတုံခါမှုမရှိအောင်ဒီ connection ကြိုးတွေဆိုလို့ရှိရင်လည်းတေချာတော့လုပ်ပေးထားတယ်နော်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒါကတော့ကျွန်တော်တို့ဒီသူ့ရဲ့ဒီအတွင်းအပြင်ပတ်လေကိုကျွန်တော်ကြည့်ကြည့်လိုက်မယ်နော်ဒီလိုပုံစံမျိုးပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ဒါကတော့ကျွန်တော်တို့ mesh ရဲ့3000 watt power station ကိုကျွန်တော်ပြပေးတာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်နဲ့အတူစံပုတ်ကူးရဲ့3000 watt power station ရဲ့အတွင်းဘက်တိဆောက်ထားတဲ့ပုံကိုကျွန်တော်နဲ့အတူတစ်ချက်တွက်ကြည့်မယ်နော်ခုဒါကတော့ကျွန်တော်တို့ဒီစံပုတ်ကူးရဲ့ကျွန်တော်တို့ YS 300ပေါ့သူကတော့3000 watt ကိုမှသူက watt hour ဆိုလို့ watt hour ကတော့သူက9424 watt hour ရှိတယ်ဒါကတော့ကျွန်တော်ရှင်းမျက်နှာစာပေါ့နောက်တော့ sample ကူကတော့သူ့မှာတုံထားတဲ့ပန်ကာကဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒါကကြတော့ကျွန်တော်တို့ဒီဟိုပေါ့ controller fan ပါမယ်ပြီးတော့လို့ရှိရင်ကျွန်တော်အောက်ကဒီဟိုပေါ့ဒီ main coin ကိုဟိုပေါ့ဟိုဒီ AA ပေးတဲ့ပေါ့အဓိကတော့နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ဒီနောက်ဖက်ပေါ့ဒီနောက်ဖက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုရင်ဒါကျွန်တော် set run ထားတာပေါ့သူ့မှာဆိုရင်ကျွန်တော်တို့ဒီအပေါ်မှာဒီထဲမှာ layer တခုရှိမယ်ပေါ့ဒါကတော့ကျွန်တော်တို့ဒီ controller တဘောမျိုးထည့်တာပြီးရင်ဒီ layer မြင်ရတဲ့အတိုင်းပဲ heat sink တွေကလည်းစနစ်ကြတယ်နောက်တစ်ချက်ကပါဆိုကျိုးတွေပေါ့ကျိုးတွေဆိုလို့ရှိရင်လည်းတောင်းတောင်းတင်တင်ရှိတယ်ဒီမှာ main တုပ်ဆိုလို့ရှိရင်လည်းလုံးဝ heavy ပြနော်နောက်တစ်ခုကအောက်မှာဆိုလို့ရှိရင်လည်း LiPo4 battery ကိုမှ9424 watt ရှိတဲ့ battery OE ပါမယ်ပေါ့နော်အဓိကသူ့မှာအဓိကအားသာချက်ကတော့ဒီပန်ကာတွေကတော့သူကsilent fan တွေဆိုတော့အရင်မဆူ24/7စိတ်ကြိုက် on ထားလို့ရတဲ့ပုံစံမျိုးအဓိကကျွန်တော်ပြချင်တာကဒီအတွင်းဘက်အခြေအနေဘယ်လောက်ထိစနစ်တကျတိဆောက်ထားလဲဆိုတာကိုပြချင်တာပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာဒီ solar controller အဝင်ပြီးတော့လို့ရှိရင်ကျွန်တော် AC input ရှိမယ် AC output ရှိမယ်ပြီး ground မှာကျွန်တော်တို့ကမြုပ်ထားလို့ရတယ်။ဘာလို့ဆိုကျွန်တော်ဒီကောင်တွေကိုလွတ်လွတ်လပ်လပ်ကင်လို့ရအောင်ပေါ့နော်။ဖက်နမစီပဲကင်ဒီဂျွန်းထိုးပဲကင်မှောက်ထုံပဲကင်လို့ရတဲ့ပုံစံမျိုးဖြစ်အောင်လုပ်လို့ရတယ်ပေါ့နော်။ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အတွင်းဘက်တွေလည်းဟိုဆက်ဆုနှိုက်ချွတ်တော့ကြည့်ပြီးသွားပြီဆိုတော့ mesh ရဲ့3000 watt power station က watt အနေနဲ့ဆို3000 watt ဗျ watt hour အနေနဲ့ဆိုရင်9168 watt hour pitch load ကတော့6000အထိဆွဲလို့ရတယ် pitch load ရဲ့တဘောကတော့ကျွန်တော် second 50 90 second 120အဲ့ဒီ second အတွင်းလေးတွေမှာပဲကျွန်တော်တို့က zogness second နဲ့ဆွဲလို့ရတာကိုဆိုလိုတာ normal ကတော့3000 watt ထက်ကျော်ပြီးတော့ကျွန်တော်လုံးလို့မကောင်းဘူးနောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်သူကဖြူဝဆိုင်ဝင်ထွက်တယ် LiPo4 battery တုံးထားတယ်အမကန်နေနဲ့ဆိုရင်တော့သူကတစ်နှစ်ခွဲဗျနောက်တစ်ချက်က solar နဲ့အားသွင်းမယ်ဆိုလို့ရှိရင်သူက watt အနေနဲ့ဆိုရင်1800 watt အထိပဲသူကချိတ်ဆက်ပြီးတော့အားသွင်းလို့ရမယ်ဘေးတင် solar controller တော့ပါပြီးသားဗျကဲစံပုကူရဲ့ YS 300 watt အနေနဲ့ဆိုရင်3000 watt hour ကတော့9424 watt hour pitch load ကတော့6000ပေါ့ second 50 90 120အတွင်းမှာကျွန်တော်တို့ zogness second နဲ့ဆွဲလို့ရတဲ့ pitch load ကတော့6000ပါတူးမှာဆိုလို့ရှိရင် solar နဲ့အားသွင်းမယ်ဆိုလို့ရှိရင်ဝက်900ဝန်းကျင်ရှိတဲ့ solar panel 6ချက်လောက်ထိအများဆုံးချိတ်ဆက်ပြီးတွင်းလို့ရတယ်အနည်းဆုံးကတော့4ချက်ပေါ့ဗျ
ဒါမှဒါလည်းခုနလိုမျိုးပေါ့ကျွန်တော်တို့ကောင်းတာကတော့ solar panel ချိန်တဲ့အခါမှာအနည်းဆုံးသူ့ရဲ့တတ်မှတ်ထားတဲ့ maximum ထက်နည်းနည်းလေး short ချိန်တော့ပိုကောင်းတယ်ဗျတုံထားတဲ့ battery ကတော့ LiPo battery ကိုတုံထားပြီးတော့အာမခံအနေနဲ့ဆိုရင်တော့နှစ်ကိုမှရန်ကုန်မြို့တွင်းဆိုလို့ရှိရင် on site စားပစ်လေရှိသေးတယ်ဆိုတော့တော်တော်မိုက်တယ်လို့ပြောလို့ရတယ်ဗျ physical အမြင်နဲ့ physical အတားနာကတော့ကျွန်တော်တို့လေချာလေးကြည့်ကြည့်ရင်တော့ကွဲပြားမှုရှိတယ် mask ကိုကြိုက်တဲ့လူကလည်း mask ကိုရွေးလို့ရတယ်လို့ sample ကိုကြိုက်တဲ့လူကလည်း sample ကိုရွေးလို့ရတယ်ပြောစရာရှိတာကဘာလဲဆိုတော့ mask ကတော့ global brand တကယ် international brand sample ကိုကတော့မြန်မာနိုင်ငံမှာပဲရှိတဲ့ brand ဒါပေမဲ့ကျွန်တော်တို့အဓိကတတိထားရမှာရယ်ကျွန်တော်တို့တိချာကြည့်ပြီးဝယ်ရမှာရယ်ကဘာလဲဆိုလို့ရှိရင်တော့တကယ် reality experience လုပ်ပြီးတော့ဝယ်တာကပဲကျွန်တော်တို့ကိုယ့်ရဲ့ရွေးချယ်မှုကို 100% မှန်ကန်စေမယ်လို့တော့ကျွန်တော်အနေနဲ့အကြံပြုပြရစီကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ sample ကိုဝယ်ခြင်း mask ကိုပဲဝယ်ခြင်းဝယ်ယူခြင်းတယ်ဆိုလို့ရှိရင်တော့ Teco 7 electronic hardware မှာအမှတ်142A အောက်ကြီးမြနိုင်လမ်းအလုံမြို့နယ်ရန်ကုန်မြို့ hotline ဖုန်းနံပါတ်ကတော့3998834438လေးဖြစ်ပြီးတော့ Viber ဖုန်းနံပါတ်များကတော့399422009931 399422009935နဲ့399422009936တို့ပဲဖြစ်ပါတယ်ခင်ဗျအသေးစိတ်ကိုတော့ Teco ရဲ့ website link ဖြစ်တဲ့ www.tc7.com.mm မှာလည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်ဒီ product တွေရဲ့ reality စမ်းထားတဲ့ video တွေကိုတော့ Teco 7ရဲ့ YouTube channel မှာတည်တံ့တော့ရောက်ကြည့်ရှုလို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ